မင်္ဂလာပါခင်ဗျာ2014ခုနှစ်မတ်လ23ရက်ကြာသပတေးနေ့အာရဗီရှင်းမြန်မာဘာသာသတင်းအစီအစဉ်စတင်နေပါပြီခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေထဲမှာမြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မစ္စတာကင်တာနာကအစီရင်ခံစာမူကြမ်းတစ်စောင်ကိုထုတ်ပြန်လိုက်တဲ့သတင်းရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေစေဝါကူးသမှုအခက်အခဲဖြစ်နေတဲ့အကြောင်းသတင်းတွေနဲ့အတူတခြားထိပ်တန်းရောက်နိုင်ငံတကာသတင်းတချို့ကိုလည်းတင်ဆက်ပေးဖို့ရှိပါရခင်ဗျာမြန်မာနိုင်ငံရခိုင်ပြည်နယ်ကလူ့ခွင့်ရေးအခြေအနေဟာပြီးခဲ့တဲ့အောက်တိုဘာလကတည်းကဆိုရင်ပိုပြီးတော့ဆိုးရွားလာနေတယ်လို့မြန်မာနိုင်ငံလူ့ခွင့်ရေးအခြေအနေဆိုင်ရာကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးမှုမစ္စတာသောမတ်အိုဟေကင်တာနာကပြောလိုက်ပါတယ်။ငကိုကလေးကယိုယွင်းနေတဲ့အခြေအနေဟာဆက်ပြီးဆိုးရွားလာနေတာလို့မြန်မာနိုင်ငံလူ့ခွင့်ရေးအခြေအနေဆိုင်ရာစာမျက်နှာ22မျက်နှာပါတဲ့အစီရင်ခံစာမှာမစ္စတာကင်တာနာကပြောထားတာပါ။ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီမှာမကြာခင်ရပ်ပိုင်းအတွင်းတင်သွင်းမဲ့မစ္စတာကင်တာနာရဲ့အစီရင်ခံစာမူကြမ်းကိုမတ်လ12ရက်နေ့စွဲနဲ့ကုလသမဂ္ဂကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မွတ်စလင်လူထုရဲ့လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်အပေါ်ခွဲခြားပြီးပြင်းထန်တဲ့ကန့်သက်ချက်တွေဆက်ရှိနေသေးဖြစ်ပြီးတော့အဲ့ဒါဟာအသက်ရှင်နေထိုင်ခွင့်အပါအဝင်တခြားလူခွင့်ရေးပေါင်းစုံအပေါ်ဆက်ပြီးတော့တက်ရောက်နေတယ်လို့လည်းမစ္စတာကင်တာနာကပြောထားပါတယ်။ရခိုင်ပြည်နယ်မှာစနစ်တကျခွဲခြားဆက်ဆံနေတာတွေပေါ်သက်ဆိုင်ရာအာဏာပိုင်တွေကအရေးမယူပဲလက်ပိုက်ကြည့်နေကြမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ပြည်ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးတစ်ရက်လုံးထိခိုက်ပျက်စီးသွားနိုင်ပါတယ်လို့လည်းမစ္စတာကင်တာနာကကြေညာချက်မှာဖော်ပြထားပါတယ်မစ္စတာကင်တာနာရဲ့အဲ့ဒီအစီရင်ခံစာဟာအခြေအနေအကြောင်းအရာတွေကိုအတိအကျတင်ဟပ်ခြင်းမရှိတာကြောင့်ဖတ်သူတွေပေါ်အထင်အမြင်လွဲမှားစေတယ်လို့မတ်လ12ရက်နေ့နေ့စွဲနဲ့ပဲမြန်မာအစိုးရဘက်ကကြိုတင်ထုတ်ပြန်ထားတဲ့တုံ့ပြန်ချက်ထဲမှာပြောထားပါတယ်ရခိုင်ပြည်နယ်မှာလွတ်လပ်စွာသွာလာလှုပ်ရှားခွင့်တွေကိုကန့်သတ်မထားဘူးလို့လည်းမြန်မာအစိုးရရဲ့တုံ့ပြန်ချက်ကဖော်ပြပါတယ်။မောင်တော်မြို့နယ်ဒူချီရာတန်းကျေးရွာမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကတီးခြားလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုလုပ်ဖို့မစ္စတာကင်တာနာကအကြံပေးထားပေမဲ့လည်းမြန်မာအစိုးရကတော့အဲ့ဒီလိုတီးခြားစုံစမ်းစစ်ဆေးမှုကိုပယ်ချပြီးတော့ကော်မရှင်တစ်ခုဖွဲ့စည်းပြီးတော့စုံစမ်းစစ်ဆေးခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာအသက်ရှင်နေထိုင်မှုပုံစံအမျိုးမျိုးပေါ်စစ်တပ်ကဆက်ပြီးလွှမ်းမိုးထားဆဲဖြစ်တယ်လို့လည်းမစ္စတာကင်တာနာကပြောပါတယ်။နိုင်ငံရဲ့အဖွဲ့အစည်းအများစုမှာစစ်တပ်ဟာအခွင့်ထူးခံကဏ္ဍရထားတော့မယ်လို့လည်းဆိုပါတယ်။နိုင်ငံတော်အဖွဲ့အစည်းတွေဟာအများအပြားတာဝန်ခံမှုမရှိသေးပဲတရားရေးကဏ္ဍဟာလည်းနိုင်ငံတော်ရဲ့လွတ်လပ်တဲ့မန်နိုင်တစ်ခုဖြစ်မလာသေးဘူးလို့သူ့ရဲ့အစီရင်ခံစာထဲမှာမစ္စတာကင်တာနာကပြောထားပါတယ်။ဒါအပြင်တရားဥပဒေစိုးမိုးရေးမြန်မာနိုင်ငံမှာတည်ရှိနေပြီလို့မပြောနိုင်သေးကြောင်းလည်းဆိုထားပါတယ်။ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာပြိုလည်ပြက်လွယ်အဆင့်မှာပဲဆက်ရှိနေသေးပြီးတော့တိုင်းရင်းသားလူနည်းစုတွေဟာဖိနှိပ်မှုတွေကိုဆက်ပြီးခံစားနေရတော့မယ်လို့လည်းမစ္စတာကင်တာနာကပြောထားပါတယ်။2008ခုနှစ်အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ရင်အခြေတင်အဖြစ်ဆုံးပုံမှန်ဖြစ်တဲ့ပုံမှန်59စာလုံးအပါအဝင်ပုံမှန်ဝဲတချို့ကိုပြင်ဆင်ဖို့လည်းမစ္စတာကင်တာနာကအဲ့ဒီအစီရင်ခံစာထဲမှာအကြံပေးထားတဲ့အကြောင်း VOA သတင်းတရက်မှာဖော်ပြထားပါတယ်ခင်ဗျာမြန်မာနိုင်ငံရခိုင်ပြည်နယ်မှာနယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF အနေနဲ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမလုပ်ကိုင်နိုင်တော့တဲ့အတွက်လူနာတွေအတော်များများဒုက္ခရောက်နေကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ February လတုန်းကပဲ MSF အဖွဲ့အနေနဲ့ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့မွတ်စလင်တွေအပေါ်ဆေးကုသမှုပေးရမှာခွဲခြားမှုတွေလုပ်ခဲ့တဲ့ဆိုပြီးဒါအပြင်ဒူချီရာတန်းကျေးရွာအကြမ်းဖက်မှုတွေအတွင်းသတင်းမှားတွေပြောခဲ့တဲ့ဆိုပြီးတော့အကြောင်းပြပြီးမြန်မာအစိုးရကလုပ်ကင်ခွင့်တွေရခိုင်ပြည်နယ်မှာပိတ်ထားလိုက်တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာကျန်းမာရေးစောင့်ရှောက်ခွင့်ပိတ်ပင်ခံရတာနှစ်ပတ်သာရှိသေးပေမဲ့လည်းအခုအခါမှာဒုက္ခရောက်နေကြပြီလို့အမေရိကန်အခြေစိုက် United to End Genocide အဖွဲ့ရဲ့အကြီးအကဲ Tom Andrews ကပြောပါတယ်။အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်ဟောင်း Tom Andrews ရဲ့ပြောပြချက်အရရခိုင်နဲ့ရိုဟင်ဂျာတွေဟာအခုချိန်ထိယာယီတဲစခန်းတွေမှာတီးတန့်စီနေထိုင်နေရပြီးတော့နေရာချင်းချင်းလေးမှာလူပေါင်း9000လောက်စုပြုံနေထိုင်တာကိုတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ရိုဟင်ဂျာတွေအနေနဲ့စခန်းပြင်ပကိုထွက်ခွာဖို့အတွက်ဂိတ်ကြေးတွေလက်ပေးမှုတွေလုပ်ရတာတွေရှိပေမဲ့လည်းလှေတွေနဲ့တခြားနိုင်ငံကိုထွက်ခွာခွင့်တော့လွတ်လွတ်လပ်လပ်ရှိကြတယ်လို့လည်းပြောပါတယ်။ဒီလိုအခြေအနေတွေကြောင့်လည်းပြီးခဲ့တဲ့နှစ်ကပဲလူအယောက်3000လောက်လှေတွေနဲ့ထွက်ခွာကြပြီးတော့အများစုကတော့လူကုန်ကူးသူရဲ့လက်ထဲကိုရောက်ရှိသွားကြတယ်လို့ဆိုပါတယ်။ကျန်းမာရေးကောင်းသူတွေအတွက်တောင်နေထိုင်ရခက်ခဲတဲ့နေရာမှာကျန်းမာရေးစောင့်ရှောက်မှုတွေမရကြတဲ့အတွက်နာမကျန်းဖြစ်သူတွေပိုပြီးအတိဒုက္ခရောက်ကြတယ်လို့လည်းဆိုပါတယ်။မြန်မာနိုင်ငံဆေးရုံတွေမှာဆေးကုသခွင့်ရှိပေမဲ့အဲ့ဒီကိုသွားနိုင်ဖို့ငွေကြေးပေးရတာတွေစခန်းအပြင်ထွက်ရင်တိုက်ခိုက်ခံရမှာကိုစိုးရိမ်တာတွေကြောင့်မသွားဖြစ်ကြဘူးလို့ဆိုပါတယ်။ဒါကြောင့်တချို့လူတွေမှာတောက်ဆရာဆေးမရှိတာတွေတောက်ရမဲ့ဆေးကုန်ကန်နေတဲ့အခြေအနေမှာရှိနေတယ်လို့ဆိုပါတယ်။ဆေးရုံတက်ဖြစ်တဲ့လူတွေကလည်းရန်ကုန်ကအထူးကုတွေကိုပြသမှရမယ်လို့ရခိုင်ပြည်နယ်ကဆရာဝန်တွေညွှန်ကြားချက်ရလာရင်လည်းတွားရောက်ကုသဖို့ငွေမရှိတာတွေတခြားနယ်ကိုခရီးသွားခွင့်လက်မှတ်ရဖို့အတွက်ငွေမတက်နိုင်ကြတဲ့အခြေအနေမှာရှိနေတဲ့အတွက်သေဆုံးခဲ့ရသူတချို့ရှိနေပြီလို့သတင်းတွေမှာဖော်ပြထားပါတယ်။ Mr. Tom Andrews က
သူ့အနေနဲ့ရခိုင်ပြည်နယ်ကိုတစ်ကြိမ်ထက်မနည်းသွားရောက်ဖူးပေမဲ့ဒီတစ်ချီမှာတော့တင်းမာမှုတွေတီးမခံနိုင်မှုတွေမုံတီးရေးစကားတွေကိုပုံမကြားခဲ့ရတယ်လို့လည်းပြောပါတယ်မြန်မာနိုင်ငံရေးမှာလမ်းကြောင်းမှန်ဘက်ကိုရောက်လာနေပြီလို့ယူဆနေကြပေမဲ့ရိုဟင်ဂျာအရေးမှာတော့အခြေအနေပိုဆိုးဝါးနေတယ်လို့လည်းပြောပါတယ်ဒေသတွင်းမှာအကူအညီတွေပေးနေတဲ့တခြားအဖွဲ့အစည်းတွေရှိပေမဲ့ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ကြောက်နေကြတဲ့အကြောင်းသူကိုယ်တိုင်တော်ထောက်လန်းရေးတွေရဲ့နောက်ယောင်ခံမှုကိုခံခဲ့ရတဲ့အတွက်အဲ့ဒီကလူတွေဟာအကြောက်တရားတွေနဲ့နေရတယ်လို့Mr. Tom Andrews ကအင်တာဗျူးတစ်ခုမှာပြောသွားခဲ့တဲ့အကြောင်း Radio Australia သတင်းမှာဖော်ပြထားပါတယ်ခင်ဗျာပြီးခဲ့တဲ့စနေနေ့ကတည်းကပျောက်ဆုံးနေတဲ့မလေးရှားလေယာဉ်ရဲ့အပိုင်းအစတွေဆိုပြီးတော့တရုတ်အစိုးရဘက်ကထုတ်ပြန်လိုက်တဲ့ဂျိုဒူတပ်ပုံတွေဟာမမှန်ကန်ဘူးလို့မလေးရှားအာဏာပိုင်တွေကဒီနေ့ပြောကြားလိုက်ပါတယ်တရုတ်အာဏာပိုင်တွေကမနေ့ကထုတ်ပြန်တဲ့ဂျိုဒူတပ်ပုံတွေကပင်လယ်ပြင်ထဲမျောနေတဲ့ကြီးမားတဲ့အရာဝတ္ထု၃ခုရဲ့ပုံရိပ်တွေဟာပျောက်ဆုံးနေတဲ့လေယာဉ်ရဲ့အစိပ်ပိုင်းတွေမဟုတ်တဲ့အကြောင်းဒီသတင်းကိုမှားယွင်းစွာထုတ်ပြန်မိတာသာဖြစ်တယ်လို့မလေးရှားပို့ဆောင်ရေးဝန်ကြီးဟာရှီမုဒင်ဟူစိန်ကကွာလာလမ်ပူမြို့မှာသတင်းထောက်တွေကိုဒီနေ့ပြောကြားလိုက်တာဖြစ်ပါတယ်။ဒါအပြင်ပျောက်ဆုံးနေတဲ့လေယာဉ်ဟာရေဒါကနေအဆက်အသွယ်ပြတ်တောက်သွားပြီးနောက်ပိုင်းနာရီအတော်ကြာအောင်ဆက်လက်ပြန်တန်းနေတယ်ဆိုတဲ့အစောပိုင်းကထွက်ပေါ်ခဲ့တဲ့သတင်းတွေကိုလည်းသူကညှင်းဆိုလိုက်ပါတယ်။မနေ့ကအစောပိုင်းကတော့ပျောက်ဆုံးနေတဲ့လေယာဉ်ကိုရှာဖွေဖို့အတွက်ဧရိယာအကျယ်ဝန်းကိုလည်းမလေးရှားအစိုးရကထပ်ပြီးတိုးချဲ့လိုက်ပါတယ်။ရေပြင်စတူယမ်မိုင်3000ခွဲအကျယ်ဝန်းမှာနိုင်ငံပေါင်း12နိုင်ငံကလေယာဉ်တွေသင်းမောတွေပါဝင်ပြီးတော့လိုက်လံရှာဖွေနေကြတာဖြစ်ကြောင်းလည်းမလေးရှားပို့ဆောင်ရေးဝန်ကြီးကပြောခဲ့ပါတယ်။အခုခါမှာတော့အဲ့ဒီပျောက်ဆုံးနေတဲ့လေယာဉ်ကိုရှာဖွေရမှာမြန်မာလေပိုင်နက်ထဲမှာလည်းရှာဖွေဖို့မြန်မာအစိုးရကခွင့်ပြုလိုက်ပါတယ်။ဒါအပြင်မလေးရှားကအကူအညီတောင်းလာရင်မြန်မာနိုင်ငံအနေနဲ့ဆက်လက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာအကူအညီဆောင်ရွက်ပေးနိုင်ဖို့ပြင်ဆင်မှုတွေပြုလုပ်နေတဲ့အကြောင်းလည်း BBC သတင်းတရက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ယူကရိန်းနိုင်ငံရေးမှာရုရှားဘက်ကဝင်ရောက်ဆွတ်ဖက်မှုတွေဆက်ပြီးတော့လုပ်နေမယ်ဆိုရင်ရုရှားအနေနဲ့ထိုက်တန်တဲ့ရော်ကြေးပေးရအောင်အနောက်နိုင်ငံတွေကဖိအားပေးဆောင်ရွက်တော့မယ်လို့အမေရိကန်သမ္မတဘရက်အိုဘားမားကမနေ့ကထပ်ပြီးတော့သတိပေးလိုက်ပါတယ်။ယူကရိန်းယာယီဝန်ကြီးချုပ်အာဆန်ဂျီယာဆင်ယုံနဲ့သမ္မတဘရက်အိုဘားမားတို့အိမ်ဖြူတော်မှာတွေ့ဆုံပြီးတဲ့နောက်သတင်းထောက်တွေကိုပြောခဲ့တာပါ။ယူကရိန်းခရိုင်းမီးယားဒေသမှာရုရှားစစ်တပ်တွေရှိနေတာဟာယူကရိန်းရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေပိုင်ဆိုင်မှုကိုချိန်ချောက်မှုတစ်ခုဖြစ်တယ်လို့လည်းသမ္မတဘရက်အိုဘားမားကပြောပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့ယူကရိန်းနိုင်ငံနဲ့အတူတကွရပ်တည်သွားမယ်လို့လည်းမစ္စတာအိုဘားမားကယူကရိန်းယာယီဝန်ကြီးချုပ်ကိုပြောခဲ့ပါတယ်။လာမယ့်တနင်္ဂနွေနေ့မှာပြုလုပ်ဖို့စီစဉ်ထားတဲ့ခရိုင်းမီးယားဒေသကိုယူကရိန်းနိုင်ငံထဲကနေခွဲထွက်ရေးမထွက်ရေးဆုံးဖြတ်ဖို့လူထုဆန္ဒခံယူပွဲကိုလည်းအမေရိကန်ပြည်ထောင်စုကလုံးဝပယ်ချတယ်လို့လည်းမစ္စတာအိုဘားမားကပြောပါတယ်။ဒါဟာအပြည်ပြည်ဆိုင်ရာဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့လည်းဆိုပါတယ်။ယူကရိန်းယာယီဝန်ကြီးချုပ်ကလည်းအခုအကျပ်တဲတွေအတွက်ဆွေးနွေးဖို့သူတို့အနေနဲ့အဆင်သင့်ရှိနေသလိုရုရှားစီမှာလည်းဘယ်တော့မှဒူးထောင်အညံ့ခံမှာမဟုတ်ဘူးလို့ပြောဆိုတဲ့အကြောင်းနဲ့ယူကရိန်းဟာအနောက်နိုင်ငံတွေရဲ့မဟာမိတ်ဆွေအဖြစ်ဆက်လက်ရပ်တည်နေမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်အမေရိကန်အနေနဲ့အခုလိုထောက်ခံမှုကိုကျေးဇူးတင်ကြောင်းလည်းယူကရိန်းယာယီဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲယူကရိန်းနိုင်ငံခရိုင်းမီးယားဒေသကိုသိမ်းပိုက်ရယူဖို့ကြိုးစားနေတဲ့ရုရှားရဲ့လုပ်ရပ်ကိုရပ်တန့်ဖို့ကမ္ဘာထိပ်သီးအင်အားကြီး9နိုင်ငံကရုရှားကိုတောင်းဆိုလိုက်ပါတယ်ခင်ဗျာ။